မင်္ဂလာပါလို့ဥစွာအားလုံးကိုနှုတ်ခွန်းဆက်သလိုပါတယ်ဒီနေ့တော့လူသားတိုင်းစိတ်ဝင်စားတဲ့လူတွေလည်းမိတတ်ကြတဲ့သခင်ယေရှုဖျားဒုတိယအကြိမ်ကြွဆင်းလာခြင်းနဲ့ကဘာဆုံးချိန်ပဲအချိန်မှာဖြစ်မလဲလို့မိတတ်ကြတယ်ဒါကိုသခင်ယေရှုသက်တော်ထင်ရှားရှိစဉ်မှာတပည့်တော်တွေကလည်းမေးခဲ့ဘူးတယ်ရှင်မဿဲ24မှာသခင်ဖျားပဲချိန်ကြွလာမလဲအဲ့တော့ယေရှုခရစ်တော်ဖျားပြန်ဖြီတာထို့အချိန်နာရီကိုကောင်းကင်တမန်လည်းမသိဘူးငါလည်းမသိဘူးခမဲတော်တပါးတည်းသာသိတယ်အဲ့လိုပြန်ဖြီတဲ့အတွက်အခုဘာသာရေးအချို့ကခမဲတော်တပါးတည်းကိုပဲကိုးကွယ်တယ်သခင်ယေရှုကဖျားမဟုတ်ဘူးသူလာမဲ့ချိန် तू မသိဘူးခမဲတော်တပါးတည်းသိတယ်ဒါအရာအားလုံးရဲ့အချုပ်ကခမဲတော်တပါးပဲဖြစ်တယ်နော်သခင်ယေရှုထက်ကြီးမြတ်သောသူဖြစ်တယ်ဆိုပြီးတော့မှဝေဖန်ပြောဆိုလာကြတယ်။တော့အဲ့ကျမ်းစာကိုတစ်ဆက်တည်းပြန်ဖတ်မယ်ဆိုရင် तू မသိဘူးလို့ပြောရတဲ့အကြောင်းရင်းကဒါရဲ့ကျမ်းပြန်ရှင်လုကာ73မှာတခါကြွဆင်းလာချိန်นี้မသိဘူးတဲ့။ဘာလို့လဲဆိုတော့အိရှင်ကအပြင်သွားတယ်။သူ့ငယ်သားတွေကိုမှာခဲ့တယ်။နော်တာဝန်အတီးတီးပေးခဲ့တယ်။တက္ကသိုလ်မှာစလို့ဆို तू ပြန်လာမဲ့အချိန်ကညဦးလားတကောင်လားနန်နဲ့လားမသိဘူးတော့ပြန်လာမယ့်အချိန်ကိုမပြောတဲ့အတွက်တဲ့သူတို့ကတဲ့သတိနဲ့စောင့်ဖို့လိုအပ်တယ်ပြောမယ်ဆိုရင်သူတို့ကအိပ်ပျော်နေမယ်နံပါတ်1မပြောတဲ့အကြောင်းရင်းကပေါ့ပြက်ပြက်နဲ့ငိုင်ပြီးအိပ်ပျော်နေမှာဆိုလို့သခင်ယေရှုကမသိဘူးလို့ပြောခြင်းဖြစ်တယ်နံပါတ်2 तू မသိဘူးလို့ပြောပေမဲ့ तू ကြွဆင်းလာချိန်နီးရင်ဆိုကျွန်တော်ကြည့်ကြည့်တာဖြစ်ပြမဲ့နမိတ်လက္ခဏာတွေကအခု40လောက်ရှိတယ်ဥပမာတနိုင်ငံနဲ့တနိုင်ငံရံပဲပြုတ်ခြင်းစစ်ဖြစ်ခြင်းစစ်ဖြစ်မဲ့အကြောင်းငတ်မုတ်ခေါင်းပါခြင်းကာလနာများပြားခြင်းပြီးတဲ့အခါမှာချစ်ချင်းမြတ်တာခေါင်းပါခြင်းသခင်ယေရှုရဲ့အယောင်ကိုဆောင်တဲ့မိစ္ဆာပရောဖက်အများပေါ်လာခြင်းစရှိသဖြင့်အချက်ပေါင်းများစွာကိုသူဖော်ပြထားခဲ့တယ်နံပါတ်3ကတော့အတိအကျပြောထားပါတယ်လောကီနိုင်ငံအရရက်ရှိသမျှဝိညာဉ်တတ္တဝါပေါင်းလို့သခင်ယေရှုရဲ့ဒီကယ်တင်ခြင်းသတင်းစကားကိုကြားပြောပါအဆုံးမှာသူကကြွဆင်းလာမယ်လို့ပြောထားတယ်ဆိုတော့ဖခင်ကဒီနေ့လူတွေကိုအခွင့်အာဏာပေးထားတယ်ဥပမာတန်မှုကောနေလီအယမ်းကိုစိတ်ရင်းကောင်းတယ်ဖြူစင်တယ်ပေးကမ်းလှူဒန်းတယ်ဖခင်ဝန်နိုင်မွေ့လို့တယ်အဲ့လိုလူကိုဖခင်ငရဲမချလို့ဒါကြောင့်ကောင်းကင်တမန်တစ်ပါးကိုစေလွတ်တယ်စေလွတ်ပြီးတော့မှပေတရုရှိရာအရာကိုညွှန်ပြီးတော့မှသွားခေါ်ပြီးမှဒီသခင်ယေရှုရဲ့ကယ်တင်ခြင်းသတင်းစကားကြားပြောခိုင်းတယ်ဒီမှာကောင်းကင်တမန်ကိုယ်တိုင်မပြောဘူးဖခင်လည်းကိုယ်တိုင်မပြောဘူးနောက်တစ်ချက်ကလူတွေကိုအခွင့်အရေးပေးတာရှင်ပေတရုလာပြီးပြောတယ်ဒီနေ့လည်းကျွန်တော်တို့ကိုဒီသတင်းစကားလောကီနိုင်ငံအရာရပ်တို့ပြောပါဒါဖခင်ကလူတွေကိုအခွင့်အရေးပေးတာခြင်းဖြစ်တယ်ဒီကဲ့သို့ပြောဆိုခြင်းဟာဖခင်ရဲ့ကောင်းကြီးမင်္ဂလာဖခင်ရဲ့အလိုတော်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တလောကပြောပါတယ်မင်းတို့ဖခင်လည်းမကြွလာသေးပါလားလို့ပြောတဲ့အခါမှာကျွန်တော်တလောကရန်ကုန်နဲ့မနီမဝေးရွာကိုရောက်ပါတယ်ရောက်တဲ့အခါမှာသခင်ယေရှုမပြောနဲ့ခရစ်ယာန်တော်မှာမကြဘူးသေးတဲ့ရွာတွေရှိသေးသလိုဒီနေ့ပြီးခဲ့တဲ့အချိန်ကာလထက်အလျင်အမြန်အရှိန်အဟုန်နဲ့သခင်ယေရှုသတင်းစကားပြန့်နှံ့နေပြီဖြစ်တယ်တော့ကျွန်တော်လည်းလူသားတိုင်းကျွန်တော်အခုလို့ဝင်ငှားတဲ့အခါမှာလူသားတိုင်းဒီသတင်းစကားကိုကြားစီခြင်းနဲ့ဆန္ဒရှိတယ်ဆိုတော့တရက်ကကျွန်တော်ပုံကြီးနဲ့ဒီအင်ဂျီနဲ့ပါမှတ်မိပါတယ်တက်လာကျွန်တော်နားထောင်တာကျွန်တော်နားထောင်လို့မရအောင်3-4ခါပြန်နားထောင်သခင်ရွှေကယ်တင်ခြင်းစကားကြွဆင်းလာပြုမဲ့မှုတွေဆိုတော့သူကကျွန်တော်ဟိုတိုက်ခိုက်လို့စိမ့်နေပဲထားပါတော့เนาะသူကတော့ထပ်ပြီးတော့မှ share တာဒါပေမဲ့လူတွေကတော့ဒီသတင်းစကားကိုကြားရတယ်နောက်တစ်ချက်ကဒီလောက်ရှင်းရှင်းလေးလေးပြောတာနားမဝင်ဘူးဝိညာဉ်မျက်စိကန်းနေသောသူတွေလည်းရှိတယ်ဆိုတော့မင်းတို့ကကဘာထဲနဲ့လဲနေတယ်ငါတို့ကကဘာပေါင်းနော်ထောင်စုတောင်းစုနော်ပြီးတော့ရှေ့ကဘာအဆက်ဆက်တွေလာအောင်ပါပဲဆိုတော့ဖခင်ရဲ့ကြီးမြတ်ခြင်းကောင်းမြတ်ခြင်းတွေပြောတဲ့အခါမှာငါတို့ဖခင်ကဘာတသိန်းမကဆိုပြီးတော့ပြောတဲ့အခါမှာကျွန်တော်အနေနဲ့ရှင်ပြောစရာအကြောင်းလည်းမရှိဘူးနားလည်နိုင်မှာလည်းမဟုတ်သူကကိုယ်အတွေးခေါ်မရှိဘူးညာနှိမ်ပါတယ်ပြောလဲကျွန်တော်လက်ခံရမှာပဲကျွန်တော်အဝေးမပြောပြီးခဲ့တဲ့လွန်ခဲ့နှစ်ပေါင်း4000လောက်ကအာရရတောင်မှာဒီနေ့ကဘာယူရင်းနဲ့စီရင်ခဲ့တဲ့နော်အေးသင်္ဘောတက်သေးကြီးရှိပါတယ်နော်ဒီနေ့ကဘာလက်များစွာလဲ
သွားရောက်ပြီးတော့လေ့လာနေကြပါတယ်ဒါဆိုရင်ဘယ်ဖျားပို့ပြီးတော့မှအလေးမြတ်ထားပြီးရွေးချယ်တဲ့လဲဆိုတော့ကိုရှာဖွေသိရှိနိုင်ပါတယ်ဒီနေ့အင်တာနက်ခေတ်ကိုရှာဖွေတွေ့ရှိလို့ရပါတယ်ပေါ့နော်ဆိုတော့ဒီအရာပေါ့အခုနကဒါနဲ့ပတ်သက်ပြီးတော့သခင်ဖျားဒုတိယချိန်ကြောက်ဆင်းလာချိန်ဒီဘာဖြစ်မလဲအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တစ်ခါပြောဦးတယ်2017လောက်မှာကျွန်တော် ਨੇ အလုပ်တူလုပ်တဲ့ဆရာမတယောက်အလုပ်ထွက်သွား2012ဒီဇင်ဘာ21မှာကဘာပြတ်တော့မယ်အဲ့ဒါကြောင့်သူထွက်ပြီးတော့ဒီတစ်နှစ်တွင်းမှာသူကြီးကျယ်ဖခင်ရဲ့အလုပ်လုပ်မယ်လို့ပြောတဲ့အခါမှာမဟုတ်သေးဘူးနောက်ဆုံးသောကာလမှာအန်တီခရစ်အုပ်ချုပ်မဲ့ကာလ9နှစ်လာအောင်မယ်ဒါပြီးမှတတိယကဘာစစ်ကဖြစ်အောင်မလိုသေးတယ်ဒါပေမဲ့သူနားမထောင်ထွက်သွားတယ်အမှကဘာတကယ်မပြတ်ပါဘူးပြီးတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအစ္စရေးကိုဒုံလုံးပေါင်းမြောက်များစွာနဲ့အာရဗက်ကပြစ်တယ်တတိယကဘာစစ်စပြီလားမသိဘူးလို့ပြောတယ်အဲ့မှာကျွန်တော်ပြောတယ်မဟုတ်သေးပါဘူးရေစကြိမ်လ38ရာရုရှားဥဆောင်တဲ့စစ်ကြီးဖြစ်ဖို့ရှိသေးတယ်အဲ့နောက်မှာအီရန်နဲ့တူရကီပါလာဖို့ရှိသေးတယ်ပြောပြီးမကြာထိုခေါင်းဆောင်3ဦးအတူတွဲရိုက်တဲ့ဓာတ်ပုံထွက်လာပြီးမကြာရုရှားကယူကရိန်းကိုကျူးကျော်စစ်စပါလေရောယူကရိန်းနဲ့အစ္စရေးနဲ့ပါဆိုင်လဲပြောမယ်ဆိုရင်စစ်စပြီးနောက်ရက်မှာပဲနော်ရုရှားရဲ့ကာကွယ်ရေးဝန်ကြီးကဆီးရီးယားမှာရှိတဲ့သမ္မတနဲ့တွေ့ဆုံပြီးတော့မှအစ္စရေးရဲ့အရေးတွေတွားရောက်ဆွေးနွေးတယ်အတူတကွကင်းလှည့်တယ်ပြီးတော့မှပိုလန်ကုန်းမြစ်ကအစ္စရေးပိုင်းမဟုတ်ကြောင်းပြီးတော့အစ္စရေးရဲ့တိုက်ခိုက်မှုတွေတရားဝင်ဆရှိတဲ့ကြီးညာချက်တွေတောက်လျှောက်ထုတ်ပြန်တယ်ဆိုတာတွေ့ရတယ်။ပုံမှန်တော့စစ်ဖြစ်တယ်ဒါပေမဲ့သူသွားနေတာအစ္စရေးကိုသွားနေတယ်။အဲ့တော့ဆက်ပြောတယ်အီရန်နဲ့မဟာမိတ်တွေပါလာအောင်မယ်နော်ပြောတဲ့အခါမှာအားလုံးရည်တယ်။ဆိုတော့အီရန်ဆိုတာအဝေးပဲပြီးတော့သူ့ရဲ့ဟာမာဟစ်ဘိုလာဟူသီတွေသူလက်ခွဲတွေရှိပြီးသားပဲဆိုတော့သူတိုက်စရာမလိုဘူးအဲ့တော့ပြီးခဲ့တဲ့နှစ်အောက်တိုဘာ7မှာဒုံအလုံးပေါင်း9000လောက်နဲ့အစ္စရေးကိုပြစ်ခတ်တိုက်ခိုက်ပြန်ပြီးဆွဲသွားတယ်လူများစွာလက်သေးကြီးအားလုံးသိတယ်ဒါကြောင့်သူသွားစရာမလိုဘူးဂျန်နဲ့စီးရီးယားတို့ဘာလို့ပဲ့ထိန်တုံးတွေမှာသူထောက်ပံ့ထားတာရှိတယ်သူတိုက်စရာမလိုဘူးဒါပေမဲ့မနှစ်ကနော်ဧပြီလောက်မှာဒီဆီးရီးယားမှာရှိတဲ့အီရန်ကောင်စစ်ဝန်ရုံးကိုနော်တိုက်ခိုက်ခံရတယ်။အဲ့မှာဗိုလ်ချုပ်နဲ့အပေါင်းပါများစွာအီရန်ရဲ့ဗိုလ်ချုပ်တွေပေါ့နော်တေဆုံးသွားရတယ်ဆိုတာတွေ့ရတယ်။အဲ့ဒီခါမှာအစ္စရေးကသူတိုက်တယ်လို့ဝန်မခံဘူး။ဒါပေမဲ့ဟိုကတော့သိပါတယ်။ဒါအစ္စရေးလက်ချက်ပဲ။ဘာလို့လဲဆိုတော့ဒီအော်တိုဘန်7တိုက်ခိုက်မှုရဲ့အဓိကကြိုးကင်တဲ့ဗိုလ်ချုပ်ကသူပဲဖြစ်တယ်။သူတို့အပြစ်သူတို့သိပါတယ်။ဒါဆိုဒါအစ္စရေးတိုက်ခိုက်တာပဲဆို။ကျန်တဲ့ဟာမတ်ဟစ်ဘိုလာဟူသီတွေကကြည်နေဟာအီရန်ငါတို့တော့ခိုင်းတယ်အခုသူ့ထိတာသူဘာလုပ်မလဲနော်ဆီးရီးယားမှာရှိတဲ့ကောင်စစ်ဝင်ရုံးပေမဲ့ဒါအီရန်နိုင်ငံပဲအဲ့တော့ဟိုကဒုံးနဲ့ဒရုန်းအလုံး300လောက်နဲ့ပြစ်ခတ်တိုက်ခိုက်တယ်ပြန်လက်တုပ်ပြန်ဒါပေမဲ့အစ္စရေးကနော်ပြန်လက်ခုခံကာကွယ်သလိုဒီအီရန်သမ္မတကလည်းကြီးညာသူကလေးစားချိန်မှုပြီးပြီလို့ပြောပြီးတော့မကြတော့ရဟန်းရင်ပြတ်ကြပြီးတေသွားပြန်အဲ့တော့အစ္စရေးနဲ့အမေရိကန်ခေါင်းခဲတယ်အခုသမ္မတကရက်ဆက်ပေမဲ့စစ်စည်းကမ်းလိုက်နိုင်နောက်တက်မဲ့သမ္မတဘယ်လိုလုပ်မလဲခင်တဲ့အတိုင်းပေါ့နော်ဆိုတော့သမ္မတရွေးချယ်တင်မြှောက်ပွဲမှာဒီဟာမတ်စ်ရဲ့အကြီးအကဲတယောက်လောက်ကြံခံရတဲ့ပတ်သက်ပြီးတော့မှဟိုကတကက်နော်အစာပေါင်းများစွာပြင်းထန်တဲ့ဒုံအလုံးပေါင်းမြောက်များစွာနဲ့အစ္စရေးကိုထပ်တိုက်ခိုက်တယ်အီရန်ကဒါကတော့သူကကြီးညာခြင်းလည်းမရှိဘူးစစ်စည်းကမ်းနဲ့လည်းမညီဘူးတိုက်ခိုက်တဲ့အတွက်အစ္စရေးကပြန်တုံ့ပြန်မှာပဲဆိုတော့သိတဲ့အတွက်ဒီတူရကီပါလာတယ်တူရကီကတိုက်ခိုက်ရင်သူကအီရန်ဘက်ကဝင်တိုက်မှာပဲဆိုပြီးတော့သူစစ်သင်္ဘော2စီးလဲဒီဆီးရီးယားဘက်ကိုရောက်လာတယ်ဆိုတော့တွေ့ရတယ်ကျန်းစာထဲအတိုင်းပဲဒါမျိုးကျန်းစာထဲမှာပြန်ကြည့်တဲ့အခါကျတော့ဒီအီရန်ရုရှားတူရကီသူတို့ကအလုံးရင်းနဲ့တိုက်မှာဗျလုံးရင်းနဲ့ဖြစ်တဲ့အတွက်အခုစနေပြီဆိုအလုံးရင်းဆိုတော့လိုသေးတယ်နောက်တစ်ခါတဖန်သခင်ယေရှုကြွချင်းလာချိန်နီးရင်လေယေရှုအယောင်ဆောင်သောသူပေါ်လာပြီးအများကြီးပဲဒါပေမဲ့ကြီးစွာသောနမိတ်လက္ခဏာကိုပြမယ်ဆိုတဲ့အတွက်ပေါ့နော်ဒီအရာတွေလိုသေးတယ်နည်းနည်းတော့လိုသေးတယ်ဒါပေမဲ့တိတ်တော့မကြတော့ဘူးခုနက6 လုံးတစ်စိတ်တွေကျမ်းစာထဲမှာပါတယ်ဗျာဒိတ်73မှာခံပြီး16ဥဖရမြစ်ခံပြီးနော်အစာကြီးချစ်ချင်းမြတ်တာခေါင်းပါနဲ့စစ်မဲ့တွေဖြစ်နေပြီဆိုတော့နောက်ဆုံးသောကာလရဲ့နောက်ဆုံးပိုင်းကိုရောက်ရှိနေပါပြီကျွန်တော်တို့တမန်တတိရှိလျက်ပေါ့နော်ထိုဖခင်ရဲ့အလိုတိုင်းအသက်လိုက်လျှောက်အသက်ရှင်ပြီးကြံရှိတဲ့ချိန်တိုင်းမှာဖခင်ရဲ့ဘုန်းတော်ထင်ရှားစီအောင်နည်းငယ်ဝင်ကားပါတယ်အရောက်စီတိုင်းကိုဖခင်ရှင်ကောင်းကြီးပေးပါစေ